ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ခေါင်းဆောင်ပြောင်းလဲဟာမြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးကိုထိခိုက်မှုမရှိနိုင်ဘူးလို့အမေရိကန်ပြည်ထောင်စုကမြန်မာအရေးကျွမ်းကျင်သူတစုကနေသုံးသပ်ကြပါတယ်။မြန်မာနိုင်ငံမှာအာဏာရပါတီကြီးဖြစ်တဲ့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ဥက္ကဋ္ဌဖြစ်သူသူရဦးရွှေမန်းကိုရာထူးကနေဖယ်ရှားလိုက်တဲ့အခြေအနေကိုနိုင်ငံတကာအတိုင်းအဝိုင်းကလည်းအနီးကပ်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။အပြည့်အစုံကိုတော့ဆက်သွယ်မေးမြန်းထားတဲ့မအင်ဂျင်နိုင်ကတင်ဆက်ပေးမှာပါခင်ဗျာ။သူရဦးရွှေမန်းကိုပါတီဥက္ကဋ္ဌရာထူးကနေဖယ်ရှားလိုက်ပြီးဦးဌေးဦးနဲ့အစားထိုးလိုက်သလိုပါတီအထွေထွေအတွင်းရေးမှူးဦးမောင်မောင်သိန်းနေရာမှာသမ္မတရုံးဝန်ကြီးဦးတင်နိုင်သိန်းနဲ့ပြောင်းလဲခန့်အပ်လိုက်ပါတယ်။အရင်ကစစ်ခေါင်းဆောင်ဟောင်းလည်းဖြစ်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွင်အာဏာကြီးသူလည်းဖြစ်ခဲ့တဲ့သူရဦးရွှေမန်းကိုပါတီဥက္ကဋ္ဌရာထူးကနေဖယ်ရှားလိုက်တဲ့အပြောင်းအလဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲရေးကိုဘယ်လောက်ထိရိုက်ခတ်မှုတွေရှိနိုင်မလဲ။ဝါရှင်တန်ဒီစီအခြေစိုက်နိုင်ငံတကာပညာရှင်အဖွဲ့တခုဖြစ်တဲ့ Carnegie Endowment for International Peace ရဲ့အာရှရေးရာတာဝန်ခံတဦးဖြစ်တဲ့ Vikram Nehru ကအခုလိုသုံးသပ်ပါတယ်။ First of all, Shreyman continues to be the Speaker of the Lower House. He continues to be a member of Parliament from his constituency. He still remains eligible to be a candidate for the next election. ပထမချက်ကတော့သူရဦးရွှေမန်းဟာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာမှာပဲဆက်ပြီးရှိနေမှာဖြစ်ပြီးတော့သူ့ရဲ့မဲဆန္ဒနယ်မြေရဲ့ကိုယ်စားလှယ်အဖြစ်ရောလာမယ့်ရွေးကောက်ပွဲပါတီရဲ့ကိုယ်စားလှယ်လောင်းအနေနဲ့ရောနောက်ပြီးလွှတ်တော်အသစ်ဖြစ်လာလို့သမ္မတရွေးချယ်တဲ့အခါမှာသမ္မတလောင်းဖြစ်လာနိုင်တဲ့အနေအထားလည်းရှိနေပါတယ်။ဆိုတော့အပြောင်းအလဲဟာပါတီတွင်းခေါင်းဆောင်မှုအပိုင်းမှာပဲရှိနေတာပါ။ဒါကြောင့်ရွေးကောက်ပွဲအတွက်သူရဦးရွှေမန်းနေရာမှာအခုတက်လာတဲ့ခေါင်းဆောင်အသစ်ကဦးဆောင်သွားမှာဖြစ်ပါတယ်။မြန်မာအရေးကျွမ်းကျင်သူအမေရိကန်ပါမောက္ခ David Steinberg ကလည်းသူ့ရဲ့အမြင်ကိုအခုလိုပြောပါတယ်။ Well, the reform process will only go so far because what I think has been the problem is that the Western world anyway, has been မြန်မာနိုင်ငံရဲ့ပြည်ပြောင်းလဲရေးကဒီလောက်ပဲရှိမှာပါ။ဘာကြောင့်လဲဆိုတော့ပြဿနာကအနောက်နိုင်ငံတွေဘက်ကဒီမိုကရေစီဆိုတာနဲ့ပတ်သက်ပြီးမျှော်လင့်ထားတဲ့အချက်ပါ။ဒါပေမဲ့မြန်မာအစိုးရကဒီမိုကရေစီလို့တခါမှမပြောသေးဘူး။စည်းကမ်းရှိတဲ့ဒီမိုကရေစီမြန်မာနည်းမြန်မာဟာဒီမိုကရေစီလို့ပဲပြောနေတာပါ။ဒါကလည်းဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေအရင်ဆုံးသုံးခဲ့တဲ့အသုံးအနှုန်းတွေပါ။သူရဦးရွှေမန်းကိုပါတီဥက္ကဋ္ဌရာထူးကနေဖယ်ရှားလိုက်တဲ့အကြောင်းရင်းနဲ့ပတ်သက်လို့လည်း Vikram Nehru ကသူ့အမြင်ကိုအခုလိုပြောပါတယ်။ Apparently, if the news reports are correct, on the grounds that he did not give sufficient priority. သတင်းတွေဖော်ပြချက်အရဆိုရင်သူရဦးရွှေမန်းဟာစစ်တပ်အရာရှိဟောင်းတွေအတွက်လာမယ့်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့ပါတီထဲမှာဦးစားပေးပြီးလုံလုံလောက်လောက်နေရာမပေးခဲ့ပါဘူး။နောက်ပြီးသူရဦးရွှေမန်းကဘယ်ဘက်ကိုသစ္စာခံမလဲဦးစားပေးမလဲဆိုတာကိုစစ်တပ်အနေနဲ့အချိန်အတော်ကြာကတည်းကစိုးရိမ်နေတာပါ။အခုလိုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းကိစ္စမှာစစ်တပ်ကချပေးလိုက်တဲ့သူတွေနဲ့ပတ်သက်ပြီးသူရဦးရွှေမန်းရဲ့ကိုင်တွယ်ပုံကိုစစ်တပ်ကလက်ခံသဘောကျမှာမဟုတ်ဘူးဆိုတာထင်ရှားပါတယ်။ဒါကြောင့်အခုပါတီဥက္ကဋ္ဌတာဝန်ယူလိုက်တဲ့သမ္မတဦးသိန်းစိန်ကိုယ်တိုင်သူရဦးရွှေမန်းကိုအရင်ဥက္ကဋ္ဌရာထူးကနေဖယ်ရှားလိုက်တယ်လို့အဓိပ္ပာယ်ကောက်လို့ရမယ်ထင်ပါတယ်။အခုလိုဥက္ကဋ္ဌနေရာအတွက်ပါတီဝင်မဲအများစုနဲ့ရွေးချယ်ဆုံးဖြတ်မယ့်အစားသမ္မတကဒီလုပ်ထုံးလုပ်နည်းကိုဘေးဖယ်ခဲ့ပါတယ်။တဖက်မှာလည်းသူရဦးရွှေမန်းဟာအတိုက်အခံပါတီကြီးဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နဲ့နီးစပ်သူလို့လူအများကယူဆထားတာပါ။ဒါနဲ့ပတ်သက်လို့ Vikram Nehru ကသူ့ရဲ့သုံးသပ်ချက်ကိုအခုလိုပြောပြပါတယ်။ When Shreyman was in Washington and I interviewed him here in Carnegie, I asked him straight out. သူရဦးရွှေမန်းဝါရှင်တန်ဒီစီရောက်နေချိန်ကျွန်တော်တို့ကာနဂျီမှာကျင်းပတဲ့ဆွေးနွေးပွဲမှာသူ့ကိုကျွန်တော်မေးခဲ့တာရှိပါတယ်။နောက်တစ်ချိန်လွှတ်တော်သက်တမ်းမှာအမတ်နေရာအများစုကိုရရှိတဲ့ NLD ပဲဖြစ်ဖြစ် USDP ပဲဖြစ်ဖြစ်ပါတီနှစ်ခုအနေနဲ့ညွန့်ပေါင်းဖွဲ့ဖို့စဉ်းစားချက်ရှိမရှိမေးတော့ဒီလမ်းကိုသူ့အနေနဲ့ပြစ်ပယ်မထားဘဲလိုအပ်ရင်သုံးကောင်းသုံးမယ်လို့သူရဦးရွှေမန်းပြန်ဖြေခဲ့ပါတယ်။ဒီလို NLD နဲ့ညွန့်ပေါင်းအဖြစ်ဖွဲ့ကောင်းဖွဲ့နိုင်တယ်လို့သူရဦးရွှေမန်းရဲ့ပြောဆိုချက်ကိုဒေါ်အောင်ဆန်းစုကြည်ကလည်းကြိုဆိုခဲ့ပါတယ်။ဒီအချက်ကြောင့်အခုလိုသူရဦးရွှေမန်းကိုဥက္ကဋ္ဌရာထူးကနေဖယ်လိုက်သလားဆိုတာကတော့ကျွန်တော်အနေနဲ့သေချာသိဖို့ခက်ခဲပါတယ်။စောင့်ကြည့်ရမှာပါ။ဒါပေမဲ့ညွန့်ပေါင်းဖွဲ့နိုင်တယ်ဆိုတဲ့အချက်ဟာသူရဦးရွှေမန်းနဲ့ဒေါ်အောင်ဆန်းစုကြည်ကြားမှာဒီအဖြစ်အပျက်တွေမတိုင်ခင်ကတည်းကရှိနေတာတော့သေချာပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့သူရဦးရွှေမန်းနီးစပ်မှုရှိတာကြောင့်အခုလိုဖယ်ရှားခံရတာလည်းဖြစ်နိုင်တယ်ဆိုတဲ့အချက်ကိုပါမောက္ခ David Steinberg ကလည်းယူဆပါတယ်။ That's a problem for the military because they still don't
really trust her. And she has ဒီ lobbied. အချက်ဟာစစ်တပ်အတွက်ပြဿနာပါ။ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်းဆောင်တွေဟာဒေါ်အောင်ဆန်းစုကြည်အပေါ်တကယ်တမ်းယုံကြည်မှုမရှိပါဘူး။နောက်ပြီးဒေါ်အောင်ဆန်းစုကြည်အနေနဲ့သူကိုယ်တိုင်သမ္မတဒါမှမဟုတ်ဒုသမ္မတဖြစ်ဖို့နိုင်ငံတကာအတိုင်းအဝိုင်းမှာစ조사စည်းရုံးနေတာတွေလည်းရှိပါတယ်။ဒါပေမဲ့သူရဦးရွှေမန်းကိုသူ့ပါတီဥက္ကဋ္ဌရာထူးကနေဖယ်ရှားလိုက်တဲ့အတွက်ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာထိခိုက်မယ်လို့တော့မမြင်ပါဘူး။သူ့အနေနဲ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဆက်လက်ယှဉ်ပြိုင်မှာဖြစ်သလိုရွေးကောက်တင်မြှောက်ခံရမှာလည်းဖြစ်ပါတယ်။နောက်ပြီးသူ့ရဲ့အခန်းကဏ္ဍကလည်းဆက်ပြီးအရေးကြီးနေမှာဖြစ်ပါတယ်။ အခုလိုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်နေရာကနေသူရဦးရွှေမန်းကိုဖယ်ရှားခဲ့တာဟာနိုဝင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲမတိုင်ခင်ပါတီကိုအင်အားတောင့်တင်းစေဖို့ဖြစ်တယ်လို့ပါတီတာဝန်ရှိသူတွေကမနေ့ကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါ